ဘုန်းတော်အလွန်နှစ်ချိုက်တဲ့ကြိုက်တဲ့နောက်တုတ်တန်လေးတစ်ပုဒ်ပြောပြခြင်းနဲ့အဲဒီတုတ်တန်လေးကိုဘယ်ကနေစပြီးတော့ပြောရင်တော့ဆိုတော့လူတိုင်းကြားဖို့နေတဲ့ဂါထာလေးကနေစပြီးတော့ပြောခြင်းဣဇေဝကိစ္စမာတဗံကောဇေညာမရဏံသူဝေနာဟိနောသင်္ကရံတေနမဟာသေနေနမေစုနာအတိပ္ပယ်ကဘာပြောတာတော့ဣဇေဝကိစ္စမာတဗံလှုပ်တဲ့လှုပ်ထိုက်တဲ့ဒီကောင်းမြတ်တဲ့အလုပ်ကိုဒီကနေ့ပဲလှုပ်ဖြစ်အောင်လုပ်လိုက်ပါတဲ့။ဘာဖြစ်လို့လဲဆိုတော့ကောဇေညာမရဏံသူဝေမနေ့ပြန်မှာရှင်တန်ခွင့်ရဦးမယ်မရဘူးဆိုတာကိုဘယ်သူမှအတိအကျမသိနိုင်လို့ပါတဲ့။ဘာလို့မနေ့ပြန်မှာရှင်တန်ခွင့်ရဦးမယ်မရဘူးလို့ဘာလို့မသိနိုင်တာတုံးဆိုတော့နာဟိနောသင်္ကရံတေနမဟာသေနေနမေစုနာမဟာသေနေနမေစုနာများစွာသောစစ်တီရှိသောတေမင်းနဲ့နာဟိနောသင်္ကရံတေနတို့တွေမှာဘယ်နေ့ဘယ်ချိန်ဘယ်လိုနေထားမျိုးမှာတွေ့ရမယ်ကြုံရမယ်လို့ချိန်ချက်ထားတာမရှိလို့ပါပဲတဲ့နော်အလွန်မှစိတ်ထဲမှာဆွေးမြေ့ထားတဲ့ဒေသနာလေးတစ်ပုဒ်လို့ဆိုကြပါတယ်ဟုတ်လားဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်ဖြစ်အောင်လုပ်လိုက်ပါဘာလို့လဲမနေ့ဖြန်ဆိုတာနေရမယ်မနေရဘူးဆိုတာဘယ်သူမှအတိအကျမသိနိုင်လို့ဘာလို့မသိနိုင်တာတုံးဆိုတော့များစွာသောစစ်တီရှိတဲ့တေမင်းနဲ့တတ္တဝါတွေကဘယ်ချိန်တွေ့ကြမယ်လို့ချိန်ချက်ထားတာမရှိလို့တဲ့ဒါများစွာသောစစ်တီရှိသောတေမင်းဆိုတာဒီခန္ဓာကိုယ်ကြီးကိုပြောတာများစွာသောစစ်တီရှိတယ်ဆိုတာကအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ခန္ဓာကိုယ်ကြီးဟာပျက်စီးသွားနိုင်တယ်ဆိုတာကိုရည်ညွှန်းတာအကြောင်းမျိုးမျိုးကြောင့်ခန္ဓာကိုယ်ကြီးဟာပြက်နိုင်တယ်ခန္ဓာကိုယ်ကြီးကိုယ်တိုင်ကတေမင်းပဲအကြောင်းမျိုးမျိုးကြောင့်ပြက်နိုင်တယ်ပျက်စီးတဲ့အကြောင်းတရားတွေအများကြီးရှိတယ်အဲ့ဒါကိုကြတော့များစွာသောစစ်တီလို့ဒီလိုရည်ညွှန်းတယ်နော်အဲ့ဒါများစွာသောစစ်တီရှိသောတေမင်းဆိုတာဘာပြောတာတော့အကြောင်းမျိုးမျိုးကြောင့်ပျက်စီးနိုင်တဲ့ဤခန္ဓာကိုယ်ဟုတ်လားအဲ့တော့ဒီတေမင်းနဲ့ကိုယ်နဲ့ချိန်ထားတာမရှိဘူးဆိုတာတင်စားပြောတာဟုတ်လားအဓိကမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ပျက်စီးသွားနိုင်တဲ့ဒီခန္ဓာကိုယ်ကြီးနဲ့မိမိတို့ရဲ့အနေအထားဘယ်ချိန်မှပျက်စီးမယ်ဘယ်ချိန်ကျမှတို့လုံးကြစို့လို့ချိန်ချက်ထားတာတီးလုံးတိုက်ထားတာမရှိဘူးတဲ့ဆိုလိုတာကအကြောင်းအားလျော်စွာဖြစ်ချင်တာဖြစ်သွားနိုင်တယ်ပေါ့နော်ပြောရရင်ရှင်းသန်းနေရတဲ့ဒီဘဝလေးကမသေးကြမှုမရေရာမှုတွေနဲ့သွားနေတာဘုရုသင်တဘာဝဉာဏ်ပညာနှုတ်နေလို့သာကိုယ့်ဘဝကိုအခိုင်အမာသဘောထားပြီးတော့အနာဂတ်အတွက်အမျိုးမျိုးစဉ်းစားကြံစပြီးတော့နော်နေကြထိုင်ကြပြောကြဆိုကြလုပ်ကြကိုင်ကြတာတကယ်ကဘုံဘုံတို့ဘဝရဲ့အခြေအနေမှန်ကဘယ်လိုသဘောနဲ့သွားနေတာတော့မသေးကြမှုနဲ့သွားနေနော်အချိန်မရွေးဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားပေါ့အဲ့ဒါကအမှန်တရားကြီးပဲဒီခန္ဓာကိုယ်ထဲမှာဘုံဘုံတို့ပျက်စီးဖို့အတွက်ဘယ်လိုຢာတွေဖောက်ပြန်နေတယ်ဘာတွေဖြစ်နေတယ်လို့ဘုံဘုံတို့မသိနိုင်ဘူးအထူးသဖြင့်အသက်40 50 60အရွယ်တွေဆိုလို့ရှိရင်ဒါမသိနိုင်ဘူးနောက်ကင်ဆာဖြစ်เสียအကြောင်းတရားတွေလည်းအထဲထဲမှာဖြစ်ချင်းဖြစ်နေမှာပဲအကောင်အထည်ပေါ်မလာသေးတာပဲရှိမယ်ပေါ့နော်တချို့ဆိုရင်ဆိုကြပါစို့ဆေးသွားဆေးလို့ကင်ဆာလို့ဖြစ်တယ်ဒါလွန်ခဲ့တဲ့3-4 လလောက်တည်းကစားသူကအထဲမှာတီးဆောက်နေတယ်ကိုသိသလားမသိဘူးသွားစစ်မှသာတွေ့ရတာကိုဟုတ်လားအဲ့ဒါတက်20 30အရွယ်လေးတွေလည်းဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့တော့တကယ်ကတော့ဘယ်အရွယ်လို့ကိုပြောဖို့အတိအကျပြောဖို့မလွယ်ပါဘူးเนาะအရွယ်တိုင်းမှာအမျိုးမျိုးသောဆိုးတဲ့အခြေအနေတွေဟာဖြစ်နိုင်တာပဲဒါလည်းပဲခန္ဓာကိုယ်ကြီးရဲ့သဘာဝပဲသူ့ရဲ့ဒီဆောက်ထားပုံကိုကစားတော့ပျက်စီးမှုတွေကိုရှေ့ရှုပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝကြီးပဲဟုတ်လားဘလောက်ပဲခိုင်မာပါတယ်ဆိုတဲ့လူပဲဖြစ်အလွန်ဆုံးနှစ်ပေါင်း100ပိုနေနေပဲလို့ဒါဘုရားဟောတာဟုတ်လားဒီခေတ်မှာအဲ့လောက်သက်ရှိတဲ့လူလည်းပဲဒါအလွန်ရှားတယ်လို့ဆိုနိုင်ပါတယ်အဲ့တော့ပြောရင်တာကဘာတော့များစွာသောစစ်တီရှိတဲ့တေမင်းနဲ့ချိန်ချက်ထားတာမရှိဘူးဆိုတာပါလဲပျက်စီးတဲ့အကြောင်းတရားအလွန်များပြားတဲ့ခန္ဓာကိုယ်ကြီးနဲ့မိမိတို့တွေဟာဘယ်ချိန်မှပြက်ကြစို့ဘယ်ချိန်ကြမှပြက်မယ်လို့ချိန်ထားတာမရှိဘူးတဲ့ဒါကြောင့်မို့လို့မနှက်ဖြန်ဆိုတာတောင်သေးကြတဲ့သဘောမရှိဘူးပေါ့နော်အဲ့လိုမနှက်ဖြန်တောင်မသေးကြဘူးဆိုတော့တပတ်ခါဖနှွဲကဆိုတော့ပြောမနေနဲ့ပေါ့ဆိုတဲ့အဓိပ္ပာယ်ကဟုတ်လားဒါကြောင့်မို့လို့ဒီနေ့ဒီပင်လျင်နော်လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုအလုတ်တင်ဆုံးအချိန်လို့ဒါမြတ်စွာဘုရားရွေးချယ်ပြီးတော့ပြတယ်ဟုတ်လားအဲ့ဒါလောက်အရေးကြီးမြတ်စွာဘုရား
နော်လှုပ်ခိုင်းတဲ့အလုပ်ကဘလို့အလုပ်မျိုးတော့အခုဘုံဘုံပြောနေတဲ့ဒီဂါထာလေးကဗတ္တိကာရတတုတ်တန်ထဲမှာလာတဲ့ဂါထာလေးသူ့ရဲ့ရှေ့ကအရင်နှစ်ဂါထာမြတ်စွာဘုရားဟောထားတယ်အဲ့ဒီနှစ်ဂါထာကမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုပုံဖော်ပြထားတာပေါ့နော်ဒီနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်လိုက်မနေ့ပြန်ဆိုတာမသေးကြဘူးဘာလို့တော့ပျက်စီးတဲ့အကြောင်းတရားအများကြီးရှိတဲ့ဒီခန္ဓာကိုယ်နဲ့ချိန်ထားတာမရှိလို့ဘယ်ချိန်ကျမှပြက်ကြမယ်လို့တီလုံးတိုက်ထားတာမရှိလို့အဲ့လောက်ထိပြောရလောက်အောင်အရေးပါတဲ့လုပ်ငန်းကဘလို့လုပ်ငန်းမျိုးတော့အခုကိုလှုပ်လိုက်ပါကွာလို့ပြောရလောက်အောင်အရေးကြီးတဲ့အလုပ်ကဘလို့လုပ်ငန်းမျိုးတော့အဲ့ဒါရှေ့နဂါထာကအဲ့ဒါကိုမြတ်စွာဘုရားညွှန်ပြထားတာဒါအနှစ်ချုပ်ပြီးတော့ဘုံဘုံတို့ပြောတဲ့အနေအထားလေးမို့လို့အကြံမြင့်လေးပဲပြောတာပေါ့နော်အဲ့တော့ဘယ်လိုမြတ်စွာဘုရားကအဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုတော့ဒီကနေ့ပဲလှုပ်လိုက်ပါလို့တိုက်တွန်းလိုက်တဲ့လုပ်ငန်းစဉ်ကိုဘယ်လိုလေးမြတ်စွာဘုရားပုံဖော်ပြတော့အတိတနာနွာဂမေယနပတိကင်ခေအနာဂတံယရတိတံပိဟိနန္တအပ္ပတင်္စအနာဂတံနော်အတိတ်ကိုလည်းအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့ဟောအဲ့ဒီကဒါလေးရဲ့အတိတ်ပဲကဟုတ်လားပြီးခဲ့တာတွေကပြီးခဲ့ပြီဘာမှမရှိတော့ဘူးရှာလို့လည်းမတွေ့နိုင်တော့ဘူးတကယ်ကိုထာဝရပြီးခဲ့ပျောက်ခဲ့တော့တာနော်မနေ့တုန်းကကိစ္စအရင်လကကိစ္စအရင်နှစ်ကကိစ္စဟာအဲ့ဒါတွေအဲ့လောက်ဝေးတာတွေထားလိုက်အောင်ခုတင်လေးဖြစ်ခဲ့တဲ့ကိစ္စကိုတကယ်ကမရှိတော့ဘူးဒါကြောင့်မြတ်စွာဘုရားအတိတ်ကိုဘလို့မှန်မှန်ကန်ကန်သုံးသပ်ပြတော့ယရတိတံပဟိနန္တံနော်အတိတ်ဆိုတာပြီးခဲ့ပြီကုန်ခဲ့ပြီပျောက်ခဲ့ပြီဘာမှမရှိတော့ဘူးတဲ့။ကဲအဲ့လောက်တော့ပြက်ပြက်သားသားပြောထားတာ။အဲ့ဒါကြောင့်မလို့အတိတံနာနာကမေယပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ဘာမှအဲ့ဒါစိတ်ထဲမှာအကုသိုလ်တွေမဖြစ်စေနဲ့ပူလောင်မှုတွေမဖြစ်စေနဲ့ဘာမှမရှိတော့တဲ့အရာကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာပူးနေတာလောင်းနေတာဒါဘလောက်မိန်မဲရရောက်လဲဆိုတဲ့အဓိပ္ပာယ်မျိုးထိကိုကတွေးတတ်ရမှာနော်။အနာဂတ်ကိုကြတော့မြတ်စွာဘုရားဘလို့သုံးသပ်ပြတော့အပ္ပတင်္စအနာဂတံအနာဂတ်ကရောက်မလာသေးဘူးတဲ့ဟောရောက်မလာသေးဘူးဆိုတော့ဆန္ဒတွေသိစောမနေနဲ့သူလည်းတကယ်မရှိသေးဘူးလို့ပြောတာပဲဟုတ်လားဒါကြောင့်တကယ်မရှိသေးတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ကိုနော်ຢာကဒေါသမောဟတို့ဖြစ်မပင်ပန်းစေနဲ့မပူလောင်စေနဲ့အကုသိုလ်မဖြစ်စေနဲ့လို့ပြောတာဟုတ်လားဒါကြောင့်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဘာကြောင့်လဲအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာရောက်မလာသေးဘူးတဲ့အလွန်ကောင်းတဲ့ဒေသနာလေးရေနော်အဲ့ဒါလိုလေးသုံးသပ်ပြပြီးတော့မြတ်စွာဘုရားကအဲ့ဒါလိုအတိတ်ကိုမပြန်ဖို့အနာဂတ်ကိုမကြံဖို့တကယ်လက်တွေ့မှာဘလို့နေမလို့ဟောဒုတိယကထာပိစုပ္ပန်နေစယောဓမ္မတထတထဝိပတ္တိအတ္တဟိရံအတ္တကုပ္ပံတံဝိရာမနုပြုဟေယအခုလောလောဆယ်ပိစုပ္ပန်အခိုက်အတန့်တိုင်းမှာဖြစ်နေတဲ့ယုံ nant သဘာဝတရားလေးတွေပုဂ္ဂိုလ်တ attva သဘောမဟုတ်တဲ့ဟုတ်လားအခုလောလောဆယ်ပိစုပ္ပန်အခိုက်အတန့်တိုင်းမှာဖြစ်နေတဲ့ပို့ပြီးတော့ရှင်းအောင်ပြောရင်မြင်နေတဲ့ကြားနေတဲ့တွေးနေတဲ့ခံစားနေတဲ့သဘာဝလေးတွေဟုတ်လားအဲ့ဒီပြစ္ဆုတ်ပံမှာဖြစ်နေတဲ့အခိုက်အတန့်မဲ့အဲ့ဒီသဘာဝတရားလေးတွေကိုသူတို့ဟာဘလို့သဘောရှိသလဲဆိုပြီးတော့သူတို့ရဲ့သဘောလေးတွေကိုအမှန်မြင်အောင်ကြည်နေတဲ့ပြစ္ဆုတ်ပံနဲ့စယောဓမ္မတထဝိပတ္တိအခုလောလောဆယ်ဖြစ်နေတဲ့သဘောလေးကိုအမှန်တိုင်းမြင်အောင်ကြည်နေတဲ့အမှန်တိုင်းမြင်အောင်ကြည့်တယ်ဝိပတ္တိဝိပဿနာဟုတ်လားကိုဘုန်းတို့ရဲ့ဗဂရိမျက်စိကအမှန်တိုင်းမြင်တာမဟုတ်ဘူးအပေါ်ယံအယောင်တွေလောက်ကိုပဲလှတယ်မလှဘူးကြည့်ကောင်းတယ်ကြည့်မကောင်းမှုလောက်ပဲမြင်တာအပေါ်ယံပဲမြင်တာအဲ့လိုအပေါ်ယံမြင်တော့ကြိုက်တယ်မကြိုက်ဘူးနဲ့ပဲတော့တုံ့ပြန်ပြီးတော့ဆင်းရဲခြင်းနဲ့ပဲအဆုံးသတ်သွားတာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကကြည့်ကောင်းတယ်ကြည့်မကောင်းဘူးဆိုတဲ့အမြင်နော်ကြိုက်ခြင်းမကြိုက်ခြင်းဖြင့်တုံ့ပြန်မှုဆင်းရဲဒုက္ခဖြင့်အဆုံးသတ်မှုအဲ့ဒါတွေမဖြစ်စေဖို့ဟုတ်လားအဲ့ဒီကြည့်ကောင်းတယ်ကြည့်မကောင်းဘူးလို့ထင်နေတဲ့အရာတွေရဲ့အပေါ်မှာအမှန်မြင်အောင်ကြည့်ခိုင်းတာအဲ့ဒါတွေကဘယ်လိုသဘောရှိတုံးတကယ်ကအိဋ္ဌဒုက္ခအနတ္တပဲလေဖြစ်နေတဲ့တရားတွေကအိဋ္ဌဒုက္ခအနတ္တပဲမမြဲတဲ့သဘောမကောင်းတဲ့သဘောနော်ကိုဖြစ်ချင်တိုင်းမဖြစ်တဲ့သဘောသူ့အကြောင်းရှိတဲ့အတိုင်းဖြစ်နေတဲ့သဘောဟုတ်လားမမြဲတဲ့သဘောမကောင်းတဲ့သဘောအကြောင်းရှိသည့်အားလျော်စွာဖြစ်နေတဲ့သဘောအိဋ္ဌဒုက္ခအနတ္တဆိုတာအဲ့ဒါပဲလေဟုတ်လားအဲ့ဒါလိုမျိုးပြစ္ဆုတ်ပံမှာဖြစ်နေတဲ့တရားကိုအိဋ္ဌဒုက္ခအနတ္တအမှန်တိုင်းမြင်အောင်ကြည်နေတဲ့အဲ့လိုကြည်နေလို့ရှိရင်အတ္တဟိရံအတ္တကုပ္ပံအဲ့ဒီကြည်နေတဲ့အခိုက်အတန့်မှာဒီစိတ်ကိုအဲ့ဒီကိုကြည်နေတဲ့အာယုန်တွေကကိုမြင်နေရတဲ့အဲ့ဒီသဘာဝတရားတွေကလောဘဖြစ်အောင်လည်းမဖြားရောက်နိုင်ဘူးဒေါသဖြစ်အောင်လည်းမဖြစ်စည်းနိုင်ဘူးတဲ့ဘလောက်ကောင်းတော့နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာလေးကိုကအမှန်တိုင်းမြင်နေတဲ့အခိုက်အတန့်လေးမှာ